ကောင်လေးတယောက်ကဖားတဲ့ကောင်ကိုဖမ်းပြီးသူ့ကြောမှာကြောက်တုံးတုံးကိုချီလိုက်တယ်ပြီးတော့ဖားလေးရေကူးရခက်အောင်ရေထဲကိုလွတ်ချလိုက်တယ်ဖားလေးရုံးကန်နေရတာကိုကြည့်ပြီးကောင်လေးကရေမောပြီးပျော်စရာလုပ်ချင်နေတယ်နောက်ပိုင်းမှာသူကမွေးတစ်ကောင်ကိုဖမ်းပြီးကျိုးနဲ့ချီလိုက်တဲ့အတွက်မွေးကရွေရှားရခက်ခဲစေပါတယ်ထို့များဖြင့်ကောင်လေးကမရတန်နေပြီသူကငားတွေကိုတောင်ကြောက်တုံးတိချီပြီးရေထဲလွတ်လိုက်သေးတယ်ဒီလိုဒုက္ခရောက်နေတဲ့တရိษံလေးတွေကိုကြည့်ရတာကသူ့ကိုပျော်ရွှင်စေတယ်သူ့ဆရာကအရာအလုံးကိုစောင့်ကြည့်နေတာကိုတော့သူမသိခဲ့ပါဘူးအဲ့ဒီညမှာဆရာကကောင်လေးရဲ့ကြောပေါ်ကိုကြောက်တုံးတုံးတိတ်တိတ်လေးချီလိုက်တယ်နောက်တစ်နေ့မနက်မှာကောင်လေးကလမ်းမလျှောက်နိုင်ပဲကြောက်တုံးကိုဖယ်ပေးဖို့ဆရာကိုတောင်းပန်တယ်ဆရာကအေးအေးဆေးဆေးပဲပြန်ပြောတယ်အရင်ဆုံးမင်းကြောက်တုံးတွေချီထားတဲ့တတဝအားလုံးကိုလွှတ်ဖေးရမယ်သူတို့တွေကတကောင်ပဲတေးရင်ကောင်မင်းဒီကြောက်တုံးကိုတသက်လုံးတဲသွားရလိမ့်မယ်ထိတ်လန့်တကြားနဲ့ကောင်လေးကတရိษံလေးတွေကိုအမြန်ပြေးကြည့်တယ်ဖားလေးကအသက်ရှင်နေတဲ့ဟာကိုတွေ့လိုက်ရတော့အမြန်လွတ်ပေးလိုက်တယ်ဒါပေမဲ့ဝမ်းနေစရာကတော့မွေနဲ့ငားတွေကသေဆုံးသွားခဲ့ပါပြီဒါကိုမြင်တော့ကောင်လေးကမျက်ရည်တွေကျလာပြီးသူ့ရဲ့လောက်ရက်တွေအကြီးလေးပုံနဲ့သူ့ရဲ့အမားကိုနားလေသွားခဲ့တယ်